င်္ဂလာပါဒီတစ်ခေါက်မှာတော့တောဝက်ရှော့ဆိုတဲ့အာတာဝတ္ထုတူဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တစ်ပင်တန်းကညှိုးနေတယ်ကျဲဖြာကျနေတော့နေအောင်ကြီးကမြေပြင်အားတစ်ပင်စိမ်းအာကိုနဲ့ယောက်ျားဝိယုံစင်မြန်းပေးနေတယ်လေခွဲပြင်မှာရိုးပြက်များကိုဖြတ်တန်းတိုက်ခတ်လာတော့လေပြင်းတချို့ကအေးမြတော့အတွင်တရံကိုမဆောင်နိုင်ပဲပူပြင်းမှုကိုသာအထောက်ကူပြုနေတယ်စိတ်ထွက်နေတော့ဇောချီများကိုတုတ်ဖယ်ဒီဆိုင်ငယ်ကတော့ကွာမကြင်မနဲ့ညင်းညူလိုက်မိတယ်အပြစ်တင်ခံရတော့ဆိုင်ငယ်မှာသူ့ကိုပြောနေသည်ကိုသူမဟုတ်သလိုဟန်မျိုးနဲ့ဆယ်တန်းကျောင်းသူအပြိုလေးတယောက်ကဲလို့ခြေတစ်ပတ်ထောက်၍စက်ကော့လက်ကော့ဥမော်နေတယ်သူလွန်စွာစိတ်တုန်နေမိတယ်သူဆိုင်ငယ်ပြက်၍တွန်းလာရသည့်ခီးကမနှဲလာတော့သူလဲဆိုင်ငယ်ကိုယခုမှအတစ်ချက်ချုပ်ဝယ်စီးထားသည့်အတွက်မိတို့ပြုပြင်ရမည်မှန်းမသိဝေးကောင်လာတော့လမ်းမကြီးကိုကြည့်၍သူစိတ်ပြက်နေမိတယ်ဝက်ရှော့တစ်ခုတော့တွေ့နိုင်ကောင်းပါရဲ့ဟုဆူတောင်းနေမိတယ်သူတော့ဝက်ရှော့တွေ့ရမပြောနဲ့အိမ်ချီမျှမျှပင်မမြင်ရသေးအနည်းဆုံးဖြစ်ကြော်ခဲ့တော့ရွာကလေးပင်မရှိတော့ဘာပဲဖြစ်ဖြစ်ဒီဆိုင်ငယ်ကိုအဆုံးမခံနိုင်သေး၍ဆက်သွန်းပေအောင်ပေါ့သူ၏နောက်ဆုံးမျှော်လင့်ချက်မှာဟိုးဝေဝေကမြင်နေရတော့မိခိုးငွေ့ကလေးများရိတ်ခနဲကျလာတဲ့အေးတက်ကသူ့ရဲ့ရင်ကိုအတက်နှွေးထွေးသွားစေတယ်ရုပ်ပြက်နဲ့သင်းတော့မြောက်ပြန်လေးကသူ့မျက်စိရှိမြင်ရသောရွာကလေးအားဖြတ်တန်းကသူ့ထံသို့ဝေဝဲတိုက်ခတ်လာတယ်နှကမ်းပေါ်မှာချွေးစားတချို့ကိုသူအချောင်းမဲ့ရှာနဲ့တက်လိုက်မိတယ်ပြင်းပြထင်းခွဲနေကြတော့သူများကိုကြည့်ပြီးသူမျောမှန်းထားသောဝက်ရှော့တစ်ခုကိုတွေ့နိုင်ရန်ပို၍ဝေးကွာသွားလျောက်ဒီတိုင်းဆက်သွန်းသွားနေလို့တော့မဖြစ်တော့ဘူးဟူသောအတီးကသူ့ကောင်းနဲ့တိုးဝင်လာတယ်တွန်းလာတဲ့ဆိုင်ငယ်ကိုနောက်ချရက်နာရင်ဖြတ်သွားဖြစ်လာလူကိုသာသူမျောလင့်နေလိုက်တယ်ဦးလေးဒီရွာမှာဝက်ရှော့ရှိလားဗျနွားညီနောင်အားဆွဲလာတဲ့ရွာလူကြီးကသူ့အမေကြောင့်တန်တော်မောကြည့်တယ်ဟင်းဦးလေးဝက်ရှော့ရှိလားလို့လူကြီးကနွားနှကောင်ကိုကြည့်လိုက်ဆိုင်ငယ်ကိုကြည့်လိုက်နဲ့ဖြစ်နေတယ်အတန့်ညာမှာဟိုမှာဟုဆိုရင်ခြေတန်းရှိတဲဝိုင်းကြီးတစ်ခုအားလက်ညှိုးညွှန်ပြတယ်လူကြီးညွှန်ပြရာကိုကြည့်ပြီးသူ့ရင်ထဲကျင်းတဲ့စိတ်များဘာကနေပေါ်လာတယ်ခုနခံစားနေရတဲ့တောကများမြောက်ပြန်လေးနဲ့သူလွင်မျောပြောက်ွယ်သွားပြီဆိုင်ငယ်ကိုကတ်တွတ်တွန်း၍လူကြီးညွှန်ပြရာသို့ဟင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူအထိတ်တလန့်ဖြစ်သွားတယ်တဲဝိုင်းကြီးရဲ့ရှေ့တွင် BSA ကြီးတစ်စီးမှာခွေးဘလူးကြီးစိတ်ပြက်လက်ပြက်ထိုင်နေတကယ်လို့ငုတ်တုတ်ကြီးဖြစ်နေတယ်ထိုဆိုင်ငယ်၏နောက်တွင်သုံးလုံးပက်လက်ဖြစ်နေကြသောအမျိုးအစားဆုံးအယောင်တွေးဆုံဆိုင်ငယ်များကယခုပင်မှုန်တိုင်းဝင်ဝေထားသောဖုံးဆိုးတောကဲ့သို့ပွာလန်ကျဲနေတယ်မီးကောင်းမီးလုံးအင်ဂျင်လုံးနဲ့အခြားဆိုင်ငယ်အစိပ်ပိုင်းများကစနစ်တကျစီချမည်ဆိုရင်တောင်ကုန်းတစ်ခုမျှပြောင်းဆန်ဟိထသွားတော့လေသူ့စိတ်ရွယ်တွင်ထင်ကနေပဲသူမှင်တက်ငေးကြည့်နေစဉ်ပင်တဲဝိုင်းကြီးအနောက်ဘက်မှမဲမဲဖမ်းဖိုင်းလူကြီးတူထွက်လာတယ်၎င်းလူကြီးမှာသူ့ကိုမြင်တော့ရင်ကော့တက်လာပြီးကုန်းနေနဲ့ပြပွားနေတဲ့ပါဇက်အားလက်ဖွားချမ်းနဲ့တုပ်လျက်ဟောလာပြီဟိုမှာထိုလူကြီးတန်ကြားသည်နှင့်တဲဝိုင်းနောက်ဘက်မှမဲမဲပိန်ပိန်လူရွယ်တယောက်နဲ့ပခုံးတွင်ညှင်းဆွတ်ဆွတ်လူရွယ်တယောက်ဗတ်တီပတ်တီပြင်းထွက်လာတယ်ဟေးလာလေးငါလူရဆိုင်ငယ်ပြက်ပြီမဟုတ်လားပြက်ရင်လာလေးဟာသူလေကြောင်လေးကြည့်နေရမှသတိဝင်လာပြီးမတက်မတာခြေတန်းများနဲ့ထိုဝက်ရှော့အတွင်းတို့တုံဆိုင်ဝင်လာမိတယ်ဆရာဖြစ်ဟန်သူတော့မဲမဲဖဖိုင်းလူကြီးကပလက်ကလေးထိုင်ပေါ်ထိုင်ကြရင်သူ့နှစ်ဖူးပြောင်ပြောင်ကြီးကိုပတ်ပေါင်းထားတဲ့ပစိုးချမ်းကြီးအားချွတ်လျက်ဂျိုင်းနဲ့ကြောပင်မချွေးများအားတုပ်နေတယ်ပြီးမှအတန်အောကြီးနဲ့ဘာဖြစ်တာလဲငါလူရဲ့ပြောအာမနာနဲ့ရဲရဲလာပြောဘာဖြစ်တယ်မသိပါဘူးဗျာဆိုင်ငယ်အစ်စ်ကြီးဒီနေ့မှဝယ်ပြီးပြန်လာတာထောင်ကျော်လို့9မိုင်လောက်လေးရောက်ရောဆိုင်ငယ်ဆက်ရပြီးအပေါ့ဆင်းသွားလိုက်တာဆက်ပြန်နှိုးတော့
မနိုးတော့ဘူးဗျာတော်တဲ့အပေါ်လေးသွားတာနက်တွေကများမကြိုက်လို့ဖမ်းစားလိုက်လားမသိပါဘူးဗျာဆက်เสียလူကြီးကသူ့ဘိုက်မဲမဲကိုပုတ်ပြီးတဟားအိုရင်ခွေးရဲမှာပဲကွာဘာတော်ဖျားနက်ကဖမ်းစားမှာလေကွာတော်ဖျားနက်ကစားချင်းစားအမဲသားစားမှာပေါ့နေ့ဆိုင်ငယ်တန်ကိုယ်ကြီးစားမလားဟာတိတ်ပံခင်မှာတိတ်ပံဆိုင်ငယ်ကြီးစီးပြီးတိတ်ပံလို့တွေးစမ်းမှာပါဒါဆက်ပြက်တာခေါ်တယ်ကွာဒီဆိုင်ငယ်မျိုးကတော့ကွာတည်သွားမယ်လာထားဒီဆိုင်ငယ်တော့ငါပြင်မယ်1200ကြမယ်မင်းပြင်ပါလားဆိုင်ငယ်ကိုလှည့်ရပင်မကြည့်ပဲကွန်ကရစ်ပစ်ကနေထွေးလိုက်တယ်ဒီနောက်ရက်လားရီလားမသိနိုင်တဲ့ခွက်တစ်လုံးအားကွက်မြည်အောင်မော့ယူတောက်လိုက်တယ်သူခဏတော့စဉ်းစားလိုက်မိတယ်လူကြီးကိုကြည့်ပြီးသူ့ရဲ့စိတ်ထဲမှာမယုံကြည်ခြင်းစိတ်များလွှမ်းမိုးလာတယ်ဖြစ်ပါမလားဆိုတဲ့စိတ်ကလွှမ်းမိုးနေတယ်ဆိုင်ငယ်ကလည်းအတူကြီးဖြစ်နေတော့စိတ်ထဲမှာတော့စိုးရွံ့လာတယ်တို့လေကောင်းလေးငါကင်လိုက်ရမှာလားဒီလိုဆိုင်ငယ်မျိုးတော့ကွာတီတော်တီမောပဲမင်းငါပြင်လိုက်လို့ကတော့ဆိုင်ငယ်စီတို့အရင်တည်းရင်လာပြီးဆိုင်ငယ်ထိုင်ကုန်ကိုတဖုံဖုံရိုက်ရင်သူ့ဘာသာသူသဘောကျနေတဲ့သူ့ဘုံကလည်းအနေငယ်မူရစ်နေတယ်ဘုံဖြစ်ပါမလားဆိုတဲ့စိတ်များပူ၍ပြင်းပြလာတယ်ဒီနောက်မှာတော့ဆိုင်ငယ်ကိုဒီမှာမပြင်ရင်ဘယ်မှာပြင်ပါလဲသူရောဒီဆိုင်ငယ်ကိုဆက်ပြီးတွန်းသွားနိုင်ပါလားယခုပင်ဒီဆိုင်ငယ်ကိုတွန်းလာရတာ9မိုင်ခန့်ရှိနေပြီလူလဲနှောစွာပင်ပန်းနေပြီအင်းလေဒီအချိန်ရောက်မှတော့ဖမ်းဆုပ်မိတော့မျက်တပင်အားမလွတ်တမ်းဆက်လက်ဆုပ်ကန်ယူမှတပါဘာများတတ်နိုင်အောင်ပါလဲသူတဘောတူကြောင်ခေါင်းကြီးပြလိုက်သည်ထို့တော့မှလူကြီးကတက်ပြင်းချပြီးဒီလိုပဲဖြစ်ရမှာပေါ့ကွာအားရဝမ်းသာစွာဆူလိုက်တယ်ဒီကောင်ဖားတို့နဲ့ကူပြုတ်ကွာသူတို့ဆရာစီကအမိတ်ကြတာနဲ့ရောင်ပြီးလုံနေတဲ့သူတို့ပဲနှစ်ဦးတွက်လက်ချက်ချစွာဆိုင်ငယ်စီပြေးလာပြီးဆိုင်ငယ်ကိုခြေကန်ဆွဲပြုတ်တယ်သူတို့ခြေကန်ဆွဲတဲ့အချိန်ကြောင့်ဆိုင်ငယ်ကလဲမလို့ဖြစ်သွားလေရာပခုံးချင်းစွနေသူကချစ်ချင်းပြေးထပြီးဆိုင်ငယ်လက်ကင်ကိုပြေးဆွဲတယ်သူအားကုန်တွန်းဆွဲလိုက်တော့ကြောင့်ဆိုင်ငယ်လက်ကင်ရာဘာကွင်းမှာသူ့လက်ထဲကျွတ်ပါပြီးဘုံစုနောက်ပြန်လဲကျသွားတယ်ထို့တော့မှဆိုင်ငယ်ကကစတာကိုခြေကန်ဆွဲနေတော့အသားမမဲနဲ့ဖားထိုးဆူသူကအပေါ်ကိုပြီးကြလာတယ်ပလက်လန်လဲကျသွားသူကကူကလည်းလှင်တယ်လဲကျနေရမှချင်းချင်းပြန်ကုန်းထားကသူ့လက်ထဲကဆိုင်ငယ်လက်ကင်စုကိုခဝေးဝေးလွတ်ပစ်လိုက်ပြီးဆိုင်ငယ်ဘိန်းကိုပြေးဆွဲပြန်တယ်သူတို့နှစ်ယောက်ရဲ့ရုံးသုံးကအပြုတ်မှုကြောင့်သူလည်းလန့်သွားပြီးဟာဟေ့ဆရာလှုပ်ပါအောင်ဗျာခင်ဗျားတပည့်နဲ့ဘာတွေလုပ်နေမှမသိဘူးပြောပါအောင်သူတို့ကျွန်တော်ပြောလိုက်တော့ဆရာဖြစ်သူအသားမမဲနဲ့လူကဆိုင်ငယ်ကိုတီတီငင်ငင်ဝေ့ကြည့်ပြီးဩဟဲ့ကောင်နေဖြုတ်ဆိုဆိုင်ငယ်တစ်စီးလုံးကိုဖြုတ်နေတာလားဆိုင်တာကိုပဲဖြုတ်ညာဘက်ကစနေလုံးခံရင်ဘယ်ဘက်ကစဖုံဖွင့်ရတယ်ကွာသူတို့ဆိုလိုက်ရာငကူမဖင်ပေါ်လာတော့သူတို့ရဲ့ဖာထုံးနဲ့ကူကူမှာဆိုင်ငယ်ဘယ်ဘက်လို့ပြေးလာပြီးတွေ့ရမူလေးကိုတွေ့ရကွာနဲ့ကြိုက်လားမသိမကြိုက်လားမသိလှည့်ဖြုတ်နေတော့တယ်လှည့်ဖြုတ်ရမရသောမူလီများကိုပလျာနဲ့ကြိုက်ဖြုတ်တယ်ထိုထက်ခက်တဲ့မူလီများကိုကွာရှင်ကြီးနဲ့ခြေကန်ဆွဲဖြုတ်ကြတယ်သူတို့ရဲ့အပြုတ်မှုကြောင့်သူလည်းမျက်လုံးပြူလာတယ်သူ့ဆိုင်ငယ်တကလေးဆေးတွေချစ်မူလီတိုင်တွေလည်းလိန်ကောက်ပြုတ်ထွက်နေပြီမဟုတ်လားထို့ကြောင့်ဝက်ရှော့ဆရာပဲလှည့်ပြီးဟာဟေးဆရာကြီးပြောပါဦးဗျာခင်ဗျားတပည့်တွေလောက်တာနဲ့ကျုပ်ဆိုင်ငယ်အစ်ကြီးဆေးတွေချစ်မူလီတွေကောက်ကုန်ပြီဗျဟာဟေ့လူကြီးပြောပါဦးဗျာခုဆိုလိုက်ရာဝက်ရှော့ဆရာကစိတ်ဆိုးသလိုဟန်မျိုးနဲ့ထလာပြီးတဲ့လေဒီကောင်းနေဆရာကိုနမဲဖြတ်ပြီးဒီစဖုံးလေးဖွင့်လာတော့ဆေးတွေချစ်မူလီတွေကောက်ရသလားဆရာလုတ်ပြတော့ကလည်းအသေးချာမကြည့်တော့ဘူးကဲဟိုကောင်ဖားထုတ်စိုးယူဟိုကောင်ကူတူပေးတဲ့ခုဆိုရေသူဘာမှမပြောနိုင်ခင်ဝက်ရှော့ဆရာကအင်ဂျင်လုံးအဆက်ကိုစိုးနေတည်၍သူ့ဖြစ်ခွမ်းဆူရိုက်ချလိုက်တယ်ရိုက်လိုက်တဲ့အချိန်မိမြပြင်းနေမသိဆိုင်ငယ်အင်ဂျင်အချမ်းမှာဖြန်းခနဲ့ကွဲကြသွားတယ်။ထို့တော့မှဝက်ရှော့ဆရာကဆိုင်ငယ်ကိုမတူသလိုမတန်သလိုကြည့်က
သူ့ကိုခွမ်းဆိုပစ်ချလိုက်ပြီးကဲမပြီးဘူးလားဒီလောက်လွယ်တဲ့ကိစ္စကိုဘာလို့ရှောက်လို့နေမှမသိဘူးဒီဆိုင်ငယ်မျိုးအိုးတေးတော်တေးသွားအောင်မယ်ဟုဆိုလိုက်ရာဆိုင်ငယ်ပိုင်ရှင်လဲနှလုံးကြီးပြူ၍ကိုကောင်းကိုလက်နှစ်ဖက်နဲ့စုပ်ကိုင်ကဆိုင်ငယ်အင်ကြီးအကွဲချမ်းကြီးကိုကြည့်ပြီးဟာသွားပါပြီဟုကတုံကရင်နဲ့ရေရွတ်မိတယ်ဝက်ရှော့ဆရာကသူ့ကိုမကြည့်ပဲခုနကကွဲထွက်သွားတော့ဆိုင်ငယ်အင်ကြီးအချမ်းကိုယူကြည့်လိုက်ပြီးဒီချမ်းကတော့ကောင်းတယ်ဘာမှမဖြစ်ဘူးဒါဆိုဟိုဘက်ချမ်းဖြစ်မယ်ဘလို့လဲကောင်းလေးဟိုဘက်ချမ်းထပ်ဖြုတ်ရမယ်400ကျမယ်ခုဆိုလိုက်ရာသူလဲကတုံကရင်နဲ့ဘာဆက်ပြောလို့ပြောရမှမသိတော့နှလုံးကြီးပြူပါဇက်ကြီးဟဇောချွေးတွေစိတ်ပြီးငြိမ်နေတယ်သူခမဘလို့ဆုံးဖြတ်ရမှမသိဖြစ်နေပုံရတယ်ထို့ချိန်မှပင်သူကြားလိုက်ရတော့အတန်တကြီးကဖြုတ်သူ၏ခန္ဓာကိုယ်တစ်ခုလုံးကျုံတက်သွားတယ်ထိုအတန်နဲ့တူဖားထိုးနဲ့ကူကူမှာရသူစု့မူလီဝများကိုဆွဲပြီးဆိုင်ငယ်ဘက်ဘက်ချမ်းကိုပြေးသွားတယ်ဖားထိုးကခုနကသူဖြုတ်ရမရခဲ့တော့ကစ္စတာကိုမကြေပွဲနှွှဲသည့်အနေနဲ့ခြေခံဆွဲဖြုတ်နေပြန်တယ်ကူကူကဆိုင်ငယ်ချင်းကိုသူနဲ့ခွန်းကနေရိုက်တယ်ဆိုင်ငယ်ချင်းပြုတ်ကြမှချင်းကျိုးကိုပြစ်ထုတ်ပြီးဆိုင်ငယ်မားကတ်ကိုဆက်ဖြုတ်တယ်ထို့တော့မှဆိုင်ငယ်ပိုင်ရှင်တွေသတိပြောင်းဝင်သွားပြီးကရုံကရင်နဲ့ဟာဟေးလူကြီးပြောပါဦးဗျာခမားလူတွေထင်ရလုံနေပြန်ပြီပြောပါဦးဆိုတော့ဝက်ရှော့ဆရာကဂယုမဆိုင်လို့ဟန်မျိုးနဲ့ခုနကသူတောင်းနေတော့ရက်လားရီလားမသိရတဲ့ဖန်ခွက်ကိုစိတ်မီနှပြေမော့တောက်ပြီးမှအာဒီကောင်နေတော့ကွာခုနငါဘလို့လှုပ်သွားတယ်မမြင်ဘူးလားအဲ့ဒီအတိုင်းဖြုတ်လေကွာဟုဆိုလိုက်သည်နဲ့ငကူဖင်ပေါ့ပြီးသားဖြစ်တော့သူ့ရဲ့တပည့်ဖာထိုးနဲ့ကူကူမှာခုနကသူပစ်ချခဲ့တော့သူနဲ့စုပ်ကိုပြေးပြီးဆိုင်ငယ်အင်ဂျင်လုံးကိုစိုးနဲ့အသေးချာတဲလိုက်တယ်ပြီးနောက်ခွန်းကလေးမြည်တန်တဲ့သူအောင်မလီကုန်ပါပြီဗျာဆိုတဲ့ဆိုင်ငယ်ပိုင်ရှင်မှာသူ့ကောင်းကိုသူ့လက်နဲ့အုပ်၍ခြေနှချောင်းညှို့ချသွားလေတော့တယ်နှုတ်မှလည်းဟာသွားပြီဆိုင်ငယ်ငါဆိုင်ငယ်သွားပြီဟူ၍ဘာမှမသိကတုံရင်နဲ့ရေရွတ်တယ်ဝက်ရှော့ဆရာကသူ့ကိုလှည့်ပင်မကြည့်ပဲကွဲကြသွားတော့အင်ဂျင်ချမ်းကိုကောက်ယူ၍ကိုကြည့်ဒီကြည့်လောက်ကအေးဒီချမ်းနဲ့မဟုတ်ဘူးကွာဒါဆိုအပေါ်တေးကြပြီဟေ့ကောင်တွေဖြုတ်သွားဆိုလိုက်သည်နဲ့ဆိုင်ငယ်ပိုင်ရှိနှကန်းစုံအောက်ဘက်တို့ကွင်းညွတ်ကြတော့ကဟာဖြုတ်အောင်မယ်ဟူသည်ရေရွတ်တန်ကိုလူကြီးမျက်မှောင်ကျုပ်၍ခက်တည်နဲ့အေးဖြုတ်ရမှာပေါ့ဒီလိုဆိုင်ငယ်မျိုးတေတော်တေတော်မယ်ကွာဟေ့ကောင်တွေဖြုတ်ဟုအော်လိုက်ရာဝက်ရှော့ဆရာကြီးတပည့်နှစ်ယောက်ဖြစ်တော့ဖားထိုးနဲ့ကူကူမှာသူစု့များအတီးတီးဆွဲကင်ပြီးဆိုင်ငယ်ကိုရန်သူတစ်ပွဲစစ်စင်ကြီးစိုက်ကြည့်၍စစ်ထွက်တော်မီရောမစစ်သားခြေတန်းမျိုးနဲ့ဆိုင်ငယ်ရှိရာတလန်းချင်းလှမ်းလာတယ်ဖားထိုးမှာမချေမနှက်ဟန်မျိုးနဲ့ဆိုင်ငယ်မားကတ်ကိုလက်ထဲကသူပြည့်တောက်ခနဲအရင်ခောက်လိုက်တယ်သူစမ်းနေတယ်ပေါ့ဆိုင်ငယ်ပိုင်ရှင်လဲခြိုက်ဝင်သွားတော့သူ့ဆိုင်ငယ်မားကတ်ကိုကြည့်၍အောင်မလီကုန်ပါပြီဗျာသွားပါပြီခုကရုံကရင်နဲ့ရေရွရင်ဝက်ရှော့ဆရာပဲလှည့်၍ဝက်ရှော့ဆရာကြီးရင်ဘတ်ကိုသူ့လက်တစ်ဖက်နဲ့ဆုပ်ဆွဲကဟဲ့လူကြီးပြောနေဗျာခမားကောင်နေသူစကားပင်မဆုံးလိုက်ခွန်းကလေးမိတန်ကြာရ၍သူ့မျက်လုံးကိုသူ့လက်နှစ်ဖက်ဖြင့်ဖောင်းကနေပြန်အုပ်ရိုက်မိလိုက်တယ်ဟာသွားပါပြီကျုပ်ဆိုင်ရဲ့အင်းကြီးဆိုင်ငယ်ပိုင်ရှိဂရုံကြီးရေရွတ်တန်ကိုဝက်ရှော့ဆရာမကျေနပ်သလိုမျက်မှောက်ကျုပ်၍မင်းကြီးငါပြင်နေတယ်လေဘာဖြစ်လို့လဲဆိုင်ငယ်ပိုင်ရှင်ကဝက်ရှော့ဆရာကြီးစကားကိုမကြားတော့သလိုနှလုံးကြီးကကလဲနဲ့ကျုပ်ဆိုင်ငယ်အင်ဂျင်ဟုရေရွတ်ရင်မြေပြင်ပေါ်ဖြာကျနေတဲ့သူ့ဆိုင်ငယ်အင်ဂျင်တို့ကိုကြောက်ကနန်းနဲ့ပြေးပွေးလိုက်တယ်ပြီးနောက်ဆိုင်ငယ်ကိုပြန်မောကြည့်မိပြီးနှလုံးပြူသွားကဟာဆိုင်ငယ်ဆေးတွေဟုတ်ပါတယ်သူ့ဆိုင်ငယ်အတကြီးမှာသူနဲ့ထူတာတော့အချိန်ကြောင့်ဆေးများအဖက်လိုက်ကွာကြနေသည့်အပြင်ဆိုင်ငယ်နေရာစုံမှာလည်းချစ်ရအစင်းရများနဲ့ပြေပွားနေတယ်ဒါကိုဝက်ရှော့ဆရာလူကြီးကအေးဆေးစွာပဲအိုးဒီဆေးလောက်ကတော့ကွာတည်သွားမယ်ငါအစားဆုံးပြန်တော့ပြလိုက်မယ်3000ကျမယ်ချိန်နဲ့လားဆိုပြီးနဘေးနာကတင်မောဆေးဘူးတစ်ခုကိုယူ၍
ဆိုင်ငယ်ပိုင်ရှင်မတားနိုင်ခင်ဆိုင်ငယ်ကိုစုတ်တန်နဲ့ပတ်ခနဲ့တုံပစ်လိုက်တယ်ပြီးနောက်နဘေးကချင်းစည်းဘူးတဘူးကိုယူ၍တင်မောစီများထဲကဆိုင်ငယ်ကိုရှုကနေညှစ်ထည့်လိုက်ပြန်တယ်ထို့တော့မှဆိုင်ငယ်ပိုင်ရှင်လဲစစ်စစ်ခုန်သွားပြီးဟေ့လူကြီးခင်ဗျဘာလို့တာလဲဗျာဘာလို့တာလဲကျုပ်ဆိုင်ငယ်တော့သွားပါပြီဒါ original ဆေးဗျဆိုတာကို workshop ဆရာကခက်တီတီနဲ့ချင်းစည်းဘူးနဲ့ဆိုင်ငယ်ပိုင်ရှင်ဘက်ကိုပါလှည့်မှုတ်လိုက်ပြီးဘာလို့လို့လဲကွာဆိုင်ငယ်ပိုင်ရှင်မှာသူ့ထံပန်းထွက်လာသောဆေးများကိုလက်နှစ်ဖက်နဲ့ကအနောက်သို့ခြေနှလန်းခန့်ဆုပ်ပြီးဘာလို့လို့လဲဟုတ်လားခမဘာလို့ကျုပ်ဆိုင်ငယ်အတူကြီးကိုဘာလို့စိတ်တုတ်ထည့်နေတာတော့ဆိုင်ငယ်ပိုင်ရှင်ဤဒေါသကြီးစကားကို workshop ဆရာမဂယုမဆိုင်သလိုဟန်မျိုးနဲ့ဆိုင်ငယ်ဘက်စီးပြန်လှည့်မုံနေဟာပိုးတက်သွားအောင်ဘောကွာဟာပိုးတက်လို့ရမလားဗျဟိုက original စီအေးလေဒါလည်း original စီတွေလေစိန်တစိမ့်တဲ့ဟာခမရဟာတမောစီတွေဗျပါတယ်မင်းကမော်တော်စီးနဲ့တုတ်စီခြင်းလို့လားဝဲရှော့ဆရာကိုဘလို့မှပြောများသည့်အစုံဆိုင်ငယ်ပိုင်ရှင်တဲ့ဒေါသထွက်သွားပြီးခမရယူနေတာဗျာယူနေတာဆိုင်ငယ် original စီကဘလောက်တန်မှုရှိတယ်ခမရသိလားဆိုင်ငယ်အစ်စ်ကိုအဲ့လိုလုံးပြတယ်ဆိုတာအယူတွေပဲလုပ်တယ်ခမရတို့အယူတွေပဲဖြစ်မယ်ဟုတ်ဆိုရင်ဒေါ်ကြီးမော်ကြီးဟော်ကြီးထိုးတော့မှဝဲရှော့ဆရာလုံးလက်ဆက်ရက်ပြီးမျက်မှောက်ကျုပ်ရအေးဒီကောင်မရှင်းသေးဘူးဖြစ်မယ်ဟေ့ကောင်ကူတို့၃ယောက်ကိုစေုံကပေးထားတဲ့လက်မှတ်ယူပြလိုက်ပါဦးဒီကောင်အတိအကျရှင်းတော့ဗျာ